ကားစီးသားတွေမှာဘူးထားတဲ့ပြဿနာပေါ့ဗျာချွေးဘူးလေးလေဘူးလေးတွေပေါ့ blistering ခေါ်တယ်ပေါ့ဗျာနောက်လုံးမဲ့ process အလွှာတိုင်းမှာ blistering ဖြစ်နိုင်တယ်ဘာလို့ဒီ blistering တွေကားတွေမှာဖြစ်နေရလဲဆိုတော့ဒီပြဿနာအများကျွန်တော်တို့ဒီကား repeater လုပ်တဲ့လူတွေရင်ဆိုင်နေရတဲ့ပြဿနာပေါ့ဗျာနေ့စဉ်နဲ့တိုင်းဒီရှားနိုင်ငံတွေမှာလည်း OEM ကုမ္ပဏီတို့ဒီတင်ပြတာပေါ့ဗျာဒီစီးသားတွေဒီလိုဘူးထားတယ်ဆိုရင်အတိုင်းကြားစာတွေတင်ပြချက်တွေ comment အများဆုံးကိစ္စကဒီ blistering စီးဘူးထားတဲ့ကိစ္စဘန်လင်းလို့လည်းခေါ်တယ်ဆိုတော့ဘာလို့ဒီ blistering တွေကားတွေမှာဖြစ်နေရလဲဆိုတော့ကျွန်တော်တို့ဒီလေးလာတယ်ဒီသူတို့တီတွေရောကျွန်တော်တို့ဒီဘက်တွေးကြုံနေတယ်ဆိုတော့၃ချက်ကြောင့်ဖြစ်နေတာပဲအဓိကနံပါတ်1ချက်ကတော့ micro antrum မှာစူထိုင်းမှုဖြစ်နေတာစူထိုင်းမှုဆိုတဲ့နေရာမှာကျွန်တော်ရာသီဥတုလည်းပါတယ်ရာသီဥတုအများအားစူထိုင်းတယ်ဥပမာပြင်းဦးလိုနေရာမျိုးတွေပေါ့ဗျာအဲ့လိုနေရာမျိုးတွေကျွန်တော်တို့ဒီမိုးအကုန်ဆောင်ဒီလိုကာလာလေးတွေပေါ့ဒီလိုအချိန်မှာလေလူတန်းမှာသူကရင်ငွေ့ရှိတယ်အဲ့ရင်ငွေ့ရှိတဲ့အခါကျတော့ကျွန်တော်တို့အခုဒီကားတစ်စီးကိုလုပ်ပြီးပဲထားပါကားစီးလုပ်တဲ့အခါကျရင်ပို့ပြီးတော့ကိစ္စရတဲ့အောက်တိုးလုပ်တဲ့အခါမျိုးပေါ့အပူချိန်မမှန်တာမျိုးပေါ့မမှန်တဲ့အခါကျတန်ပြားမှာရင်ငွေ့ကျအဲ့တော့ကျွန်တော်တို့သွားပြီး primer သွားအုပ်တဲ့အခါကျအဲ့မှာဖြစ်ပြီးပဲ blister တွေပေါ့နောက်တစ်ချက်ကကျတော့ကျွန်တော်ပတိကိုရေသုံးပြီးကျွန်တော်တချို့တိုက်ရရှိပတိမှာကျွန်တော် sanding က sanding dry sanding မှာကျွန်တော်ဒီအကြောင်းကြီးကျွန်တော်ရေနဲ့တိုက်တယ်ဆိုလေမရဘူးမဟုတ်ရတယ်ဒါပေမဲ့အဲ့ရင်ငွေကိုဘောတီတီချာချာလေးပြန်ပြီးတော့ထုတ်ပေးဖို့လည်းလိုတယ်ပေါ့ဗျာမဟုတ်ဘူးဆိုရင်ကျွန်တော်အဲ့ blister ရင်ငွေ့ကြံပြီးဆိုတာဖြစ်တယ်ပြီးတော့ကျွန်တော်အရင်တုန်းကပေါ့ကျွန်တော်လည်းလိုပဲထင်တယ်ဒီ blister ကတန်ခံစည်းကြောင့်ဖြစ်တာဒီဟောတန်ကြီးမပြောင်းလို့ဖြစ်တယ်ဟုတ်ပါတယ်ဒါပေမဲ့တော့ blister ကတန်ခံစည်းအလွှာစပွားထဲမှာပဲဖြစ်တာသူကကျွန်တော်တို့နောက်လုံးမဲ့ process အလွှာတိုင်းထဲမှာ blister ဖြစ်နိုင်တယ်ပတိကြောင့်ပဲဖြစ်တာလည်းမဟုတ်တန်ခံစည်းကြောင့်ပဲဖြစ်တာဂျပန်ကြောင့်လည်းဖြစ်တယ်ကျွန်တော်ပြောချင်တာခံစည်းတွေကြောင့်အကုန်လုံးကြောင့်ဖြစ်နောက်ဆုံးဒီကျွေစည်းလောက်ထိဖြစ်တယ် blister အဲ့တော့ဒီအလွှာတိုင်းလွှာတိုင်းကိုကျွန်တော်တို့ဂီးဆိုင်ဖို့လိုတယ်ခုနပြောတာ micro train မှာရင်ငွေ့လုံးဝပိတ်မိမနေအောင်လို့ကျွန်တော်တို့ဂီးဆိုင်ပူပေးရစနစ်လေးလုပ်ဖို့လိုရတယ်နောက်တစ်ခုကကြောင့် pollution လို့ခေါ်တယ်ပေါ့ကျွန်တော်တို့ဒီညဉ့်ညမ်းတာပေါ့ကျွန်တော်တို့လုံးမဲ့ဒီကြီးမပြောင်းတာပေါ့ဗျာကြီးမပြောင်းတန်ကြီးမပြောင်းဘူးကျွန်တော်တို့ဒီပေါင်းကန်းထဲမှာမဟုတ်ဘဲအော်တိုမှာလောရပါကြတော့အကြောင်းကျွန်တော်ဖုံမုံလေးတွေရှိနေတာပေါ့ dust လေးတွေရှိနေတာမျိုးတွေမပြောင်းမဲ့အဲ့ပုံမှာကျွန်တော်စီသွားမှုတ်တာမျိုးတွေပေါ့အဲ့လိုမျိုးဆိုတော့ blister တွေတော့တေချာပေါ့ဖြစ်နိုင်တဲ့နေရာလေးမှာကျွန်တော်တို့ဒီ testing လုပ်တဲ့အခါမှာကျွန်တော်ဒီဒဏ်ရာလေးတစ်ခုပဲလောက်တယ်ဗျဒဏ်ရာလေးတစ်ခုကျွန်တော်တို့အကောပတ်တွေနှကန်းတွေကိုတိုက်တဲ့အချိန်လေးမှာတော်တော်လေးကိစ္စပါနှကန်းမတည်ပဲနှကန်းလန်ပြီးတော့ကြံနေတာမျိုးဆိုလဲအဲ့အချိန်လေးမှာလည်းသူကအဲ့နေရာမှာရှိငွေလေးတစ်ခုချိန်ကာလတစ်ခုဖြစ်လာပြီးတော့ blister တွေတော့ဖြစ်နေတယ်နောက်ဆုံးတစ်ချက်တော့ solvent treatment ကိုခေါ်တယ် solvent treatment ကျတော့ကျွန်တော်နားလည်လို့ဆိုတော့ပြောမယ်ကျွန်တော်တို့ဒီစီးပျော်ဝင်မဲ့အချိန်ကာလစီး6သွားမဲ့အချိန်ကာလတစ်ခုစီးတွေမှာကျွန်တော်တို့မှာ TT တွေပါတယ်အမှ viscosity တွေပါတယ် viscosity ဆိုတာကျွန်တော်စီးကိုတစ်လွှာပဲမှုတ်ပါမယ်နှစ်လွှာပဲမှုတ်ပါမယ်ဒီစီးကနှစ်လွှာပဲစီးကိုထူအောင်မှုတ်လိုက်ရင် blister တွေဖြစ်တယ်ပိုင်းရင်လည်းဖြစ်တယ် blister တွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကသူ TT တွေတိုင်း DC ကအတူတူ DC ကတူဒါမျိုးကျွန်တော် TT တွေတိုင်းမှုတ်တာတော့အကောင်းဆုံးပဲပေါ့ဗျာပြီးရင်အဓိကအပူရန်နီးပူရန်ပြရင်လည်းမကောင်းဘူးရာသီဥတုဆိုလဲဆိုအပူရန်ပြတာမျိုးဒီ inclusive heat ဖြစ်သွားတဲ့ခါကျရင်လည်းမကောင်းဘူးသူကဂျားဒီမှာတော်တော်လေးတော့ game set တစ်ဆိုင်လောက်က blister တွေဖြစ်စေချင်နောက်ကျွန်တော်ဂျန်နေလေးရဲ့ချက်လေးတွေရှိပါတယ်ဒါတော့ကျွန်တော်နောက်ကြမှာအချက်တွေပြောပြပါ